အခုနောက်ပိုင်းမှာဖျားတဲ့ချင်းဆိုရဲဥစ္စာဘူးအတွက်အရန်ကောင်းတယ်ဖျားရဲ့ကောင်းမြတ်ခြင်းတွေအကြောင်းပြောရတာပဲဘူးအရန်ပြောနေလေအဲ့တော့အချစ်တဲ့ချင်းတွေဒီနောက်ပိုင်းသိမ့်မဆိုဖြစ်တော့ဒါပေမဲ့အချစ်အကြောင်းလေးနည်းနည်းပြောပြမယ်Okay so ဘူးဒီအသက်အရွယ်မှာတော့ရီးစားမထားဘူးလို့ပြောရင်တော့ဒါလိန်တာပေါ့နော်အဲ့တော့ဘူးရီးစားထားခဲ့ဘူးပါတယ်ဒီမှာလူငယ်တွေလည်းများတယ်ဆိုတော့လေနော်လွန်ခဲ့တဲ့9နှစ်လောက်ကဖြစ်မယ်ဘူးရီးစားထားခဲ့ဘူးရယ်ဒါပေမဲ့ဘူးရဲ့အသက်တာမှာဘူးရီးစားစထားခဲ့တော့ကဒီအကြောင်းအရာကိုတခါမှမပြောဘူးနော် live လွှင့်နေတာဆိုတော့အကုန်လုံးသိကုန်တော့ပဲကဲအဲ့တော့ရီးစားထားတော့ကမညီတဲ့တဘိုးထမ်းခဲ့ဘူးပါတယ်ဘူးမယုံကြည်သူတယောက်နဲ့ဘူးချစ်သူရီးစားဖြစ်တယ်ပြီးတော့အဲ့ဒီအချိန်မှာပဲကိုကတော့ဖះကိုအရန်ချစ်တဲ့သမီးဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာလည်းပဲသူကလည်းပဲသူ့ရဲ့ဖះအောက်ကိုအရန်ချစ်တယ်ပေါ့ကွယ်အဲ့တော့အဲ့လိုမျိုးနှစ်ယောက်တော့တွေ့တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကိုကလည်းကိုဖះမကိုငါဟာမငါဖះကိုကိုကွယ်မငါဇီလာမအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဘလို့မှအဆင်မပြေဘူးအဲ့တော့အဲ့လိုနဲ့ရေးစားဖြစ်နေတဲ့တောက်လျှောက်မှာလည်းပဲဘူးဆုတောင်းတယ်ဒီမညီတဲ့တဘိုးကအရန်ပင်ပန်းတယ်အရန်လေးလံတယ်ဆိုတဲ့အရာကိုဘူးတွေ့ရတယ်ပေါ့နော်ဘူးအသက်တာမှာဆိုတဲ့အခါကျတော့မမရရ2014-15လောက်မှာဖြစ်မယ်ဆရာဒေးဗစ်လာတို့လည်းမြန်မာပြည်မှာတောင်ကြီးမှာလာပြီးတော့မှဘူးတို့ပထမအဆုံးစုံတယ်ပေါ့နော်အဲ့တော့ဆရာဒေးဗစ်လာဆိုမသိဘူးပေါ့ဒါပေမဲ့အဲ့တော့သမီးတရားဟောတာအရန်ကောင်းတယ်အဲ့ဒီဆရာ3ရက်လာပြီးတော့မှတရားဟောမှာသွားနားထောင်ကြည့်အဲ့ဒါမျိုးအဲ့တော့သွားနားထောင်ကြည့်ဆိုတော့ okay လေးကိုကလည်းအဲ့တော့အကြောင်းမှစာသင်နေတဲ့ဆရာမတယောက်ဆိုတဲ့အခါကျတော့အချိန်ကလည်းမပေးနိုင်ဘူးဒါပေမဲ့အကြောင်းကိုဖြတ်ပြီးတော့မှငါရအောင်ဆရာစီသွားမယ်ဆိုပြီးတော့မှတရားဟောတဲ့ဥစ္စာတနေ့ကုန်လုံး2ရက်လောက်ကိုမီတော့ကိုသွားတက်လိုက်ရောအဲ့လိုနဲ့အဲ့ချိန်မှာဆရာရှိမှပြောတဲ့အချိန်မှာလေအပြစ်ရှိလို့ရှေ့မှာဝင်ချတောင်းမှမယ်ဆိုရင်လာပြီးတော့မှဆူတောင်းပေးမယ်လာခဲ့ပါလို့တစ်ခါပြောလဲကိုပါတယ်လာပြီးတော့မှဒီမှာအပြစ်ဝင်ချမယ်တောင်းမှမယ်ဆရာတို့ဆူတောင်းပေးမယ်လို့နှစ်ခါပြောလဲကိုထွက်ရတယ်3ခေါက်ပြောလဲကိုရှေ့မှာထွက်ရတယ်ဟာငါတော်အပြစ်သမီးပါလားဗောနော်အပြစ်သားမဟုတ်အပြစ်သမီးပါလားဗောကိုကအဲ့လိုဖြစ်တယ်အဲ့လိုနဲ့အဲ့အချိန်မှလဲဖူးဆူတောင်းတယ်ဖူးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှဘုရားသခင်အလိုတော်မရှိဘူးဆိုလို့ရှိရင်ဒီလူကိုဖယ်ပေးဖို့ပေါ့နော်ဟိုဒီတိုင်းဖြတ်လိုက်လို့ရှိရင်လည်းဒါကိုအပြစ်ဖြစ်မှာလဲစိုးသေးတာလေဆိုတဲ့အခါကျတော့ကိုအဲ့လိုနဲ့ဆူတောင်းရင်းနဲ့တစ်နှစ်အတွင်းမှာပဲဘုရားသခင်စီကနေအဖြေပြန်ရတော့အဲ့ဒီတယောက်ကမိမယူသွားရောမိမယူသွားအဲ့တော့ကိုအပြစ်မပါတော့ဘူးလေဖះသူကသူဖယ်ပေးလိုက်ပြီပေါ့အရန်ပျော်သွားတယ်အော်โอเคပျော်ချောင်းတော့ဘယ်ပြမလဲနော်ကိုကတော့ပျော်တာပေါ့ဆိုတော့ဒါပေမဲ့ထိခိုက်လာလို့ပြောရင်တော့ပထမအဆုံးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ယဉ်နေနာတာပေါ့ဖះသခင်ဘိုးကဘာဖြစ်လို့အဲ့လိုမျိုးလဲပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းဖះအလိုတော့မရှိလို့ကိုဖယ်ပေးလိုက်တယ်ဆိုတဲ့အရာကိုလက်ခံတယ်အဲ့ဒီအတွက်ဝမ်းမြောက်ခြင်းတစ်ဝက်ဝမ်းနေခြင်းတစ်ဝက်ဒါပေမဲ့ဘူးအဲ့ဒီအချိန်ကနေစပြီးတော့ယောက်ျားတွေမကောင်းဘူးပေါ့အဲ့လိုမျိုးလဲကောင်းနေမှထဲထားတာပေါ့နော်ဆိုတော့အလုံးနဲ့ဘူးဒီနေ့အထိရောက်လာရောပေါ့နော်2023ဆိုတော့2020-21လောက်ရောက်တဲ့အချိန်မှာဘူး2021ရောက်တော့ဘာဖြစ်လာလဲဆိုတော့ရုပ်ရှင်တကားရိုက်ဖို့ဖြစ်လာတယ်ရုပ်ရှင်မင်းသမီးရုပ်ရှင်ကလည်းတရုတ်ကလည်းမဆောင်တတ်ဘူးဒါပေမဲ့try ကြည့်ပါအဲ့လိုမျိုးပြောတော့ဘူးတရုတ်ဆောင်ဖို့ဖြစ်သွားရောအဲ့ဒီထဲမှာဇက်လန်ဘယ်လိုလုပ်ရလဲဆိုတော့ကိုကလူစိုးမနေရာမှာတရုတ်ဆောင်ရတာသူများရီးစားဖို့လူရတာဘယ်လိုမင်းသားကအဲ့ထဲမှာကကိုရဲလေးပေါ့နော်မင်းသားကိုကအရှက်ကြိုက်လွန်းလို့လိုက်ပြီးတော့တခြားမင်းသမီးနဲ့ပြိုင်ပြီးတော့အတကုံလူရတဲ့အချိန်မှာတိတ်တောင်ဟိုအားဆိုင်ထုတ်ပြီးတော့မှမလုပ်ရပါဘူးကိုကလည်းငကိုကလေးကလူစိုးမရုပ်ထွက်နေလားတော့မသိဘူးလေနော်အဲဆက်ရုပ်ကိုပေးထားဆိုတော့အဲ့လိုတရုတ်ဆောင်ကတော့အဲ့ထဲမှာမမရရငိုရတဲ့အခန်း3ခန်းပါတယ်ငိုရမယ်တဲ့ဒီမင်းသားကိုအရန်ကြိုက်လို့ငိုရမယ်ပေါ့ဆိုတော့ကို့မှာကအ
ချစ်တယ်မရှိတော့တာ9နှစ်လောက်ရှိသွားပြီလေဘလို့ငိုမလဲဒီလူတယောက်လည်းကိုမချစ်ဘူးငိုတတ်ဘူးပြီးတော့ငိုတဲ့အခန်းတရုပ်ဆောင်ခိုင်းတော့လည်းပဲတော်ခက်တယ်အဲ့ဒီကင်မရာတွေလူတွေအများကြီးရှေ့မှာငိုရတာအဲ့တော့ okay အဲ့ဒါဆိုရင်တော့ဒီ3ခန်းကမျက်စင်းစီးခတ်ပြီးတော့ငိုလည်းပဲတကယ်တဘာဝမဖြစ်ဘူးလေအဲ့တော့တကယ်ငိုရမယ်စူးစမ်းကြည့်အဲ့လိုမျိုးဆိုရတဲ့ခါကျတော့ဖူပါလုပ်လေဆိုတော့အခုဖူးဆိုမဲ့တခြင်းကိုနှစ်ချက်တက်လိုက်တယ်ရှေ့မှာတော့ငါကောင်လေးတယောက်လောက်ကိုရင်ထဲမှာထည့်ကြည့်ပြီးတော့ငိုကြည့်မယ်ပေါ့မရအောင်မျက်ရည်မထွက်လာအောင်ဟိုဒါမှမဟုတ်ရင်လေကိုရီးယားမင်းသားတယောက်လောက်များပေါ့ရင်ဘက်ထည့်ပြီးငိုကြည့်မယ်မရအောင်ဒါပေမဲ့အဲ့လိုနှစ်ချက်ထဲမှာထည့်ပြီးတော့မှအခုစုံမဲ့တခြင်းလေးကိုနားထောင်တဲ့အချိန်မှာဖယားသခင်ရဲ့ချစ်ချင်းမြတ်တာအကြောင်းကိုဖူးကြားတဲ့အချိန်မှာဖူးမျက်ရည်ကျတယ်မျက်ရည်ကျတယ်ဆိုတော့ဘလောက်ထိတောင်မှဖြစ်လဲဆိုတော့လူတယောက်ကိုချစ်ရတဲ့ချစ်ချင်းမြတ်တာနဲ့ဖယားသခင်ကကိုယ့်ကိုချစ်တယ်လို့ခံစားရတဲ့အချိန်ကြတော့မတူဘူးဖယားသခင်ကိုယ့်ကိုဒီလောကမှာရှိတဲ့လူသားတွေအားလုံးထက်ပိုပြီးတော့မှချစ်ပါလားလို့ဒီသချင်းနားထောင်ပြီးတော့ခံစားရတဲ့အချိန်မှာမျက်ရည်ဆိုတာရက်တောင်မရက်နိုင်တော့ဘူးဖယားသခင်ကဖူးတယောက်တည်းအတွက်ကောင်းတာမဟုတ်ဘူးလူအားလုံးဒီမှာရှိတဲ့ညီကိုမောင်နှမတွေသူ့ကိုချစ်တဲ့သားသမီးတွေအားလုံးကိုသူကချစ်ပေးတာဖြစ်တယ်အဲ့တော့ကိုကဝမ်းနေနေတဲ့အချိန်ပဲဖြစ်ဖြစ်ကိုစိတ်တကြနေတဲ့အချိန်ပဲဖြစ်ဖြစ်ဒီမှာလူငယ်တွေလည်းအများကြီးတွေ့ရတယ် relationship နဲ့ပတ်သက်လို့ရှိရင်လည်းလူချင်းသွားမဖန်ကိုအဖေကိုတော့ပြောလို့ရှိရင်အဖေကအကောင်းဆုံးပြင်ဆင်ပေးမယ်ဘူးဆိုအမြဲတမ်းပြောတယ် God timing is never late ဖယားသခင်ကဘယ်တော့မှနောက်မကြတဲ့ဖယားဖြစ်တယ်ဘီလီအခုတည်းရစားမထားသေးဘူးလားလို့မေးလို့ရှိရင်တော့ဖះပြင်ဆင်ပေးမှာပေါ့တရက်ရောက်လာမယ်လို့ဖူအမြဲတမ်းပြောတယ်ဆိုတော့ဖះရဲ့ချစ်ချင်းမြတ်တာကိုဖူကြားတဲ့အချိန်မှာတော့ဖူအယမ်းမျက်ရည်ကျတယ်ဆိုတော့ဒီကနေ့ဖူဒီသချင်းလေးထဲမှာဒီသချင်းကရှေ့မှာလည်းပဲဖူpraise and worship လုပ်တဲ့အချိန်မှာအများသောအဖြစ်ကြားဖူတဲ့သချင်းလေးလည်းဖြစ်တယ်ဒါပေမဲ့ဒီသချင်းလေးကိုဖူဒီမှာရှိရဲ့ညီကောင်မတွေအားလုံးကိုဖူဆိုပြခြင်းတယ်ဆိုတော့ဒီသချင်းလေးအဖြစ်ဖူမျက်ရည်ပေါက်ကြီးငယ်ကြခဲ့တာဖြစ်တယ်အဲ့တော့နှလုံးသားနဲ့နားဆင်ပေးပါရှင်Been lay the motel down, the kitchen out my nephew. We gone kitchen, the kitchen out my boo. A check down soul and bill, the kitchen go my boo. The kid hung out to her, but one more shape as Go to the water, get in Shinkarito. Makona dream alone, the key chain. Go your dream dreamer, the good got nothing chain time. A mountains up down chain my go darling, let's call you. Billy the motor down, the kitchen out in the pool. We ain't gone getting the kitchen out in my boo. A check dance only bill, the kitchen go with me boo. The kid hung out to her hand, but one my shape asရလို့ရှိရင်အားလုံးအတူတူလိုက်ပြီးတော့ချင်းမွန်းပေးပါနော်ဒီတစ်ချင်းလေးကိုကိုတော့ချလို့ဘဝတည်းကဲတင်ရှင်ခရစ်တော်မကုန်နိုင်ချင်မလွန်တဲ့ The King ရဲ့ချစ်ချင်းThe kiss of polka baby, I think of it solo can do. Oh, my can't tell me she though. Goodbye, go so late, she need do.
chill out with the pool. We ain't gone kitchen. The can't chill out in your mind.